အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကဒီ E တန်ကိုအတူတူလေ့လာကြအောင်ပေါ့နော်ဆိုတော့ဒီ E ကိုဒီလိုမျိုးပေါ့ I ရဲ့ပြီးတော့ 2 dot ဝက်စနလုံးပေါ့ပုံစံလို့ပေါ့ဒါကအတူရေးတဲ့ E သင်္ကေတပေါ့နော်ဒီ E ကိုကျွန်တော်တို့အတန်ထွက်တဲ့ခါကျရင်တော့ဘယ်လိုရှိလဲဆိုတော့ဒီပါးစပ်အနေထား facial ဒီ position နဲ့မူရတယ်ဘယ်လိုရှိမလဲဆိုတာကိုအတူတူကြည့်ကြအောင်ပေါ့နော်ဆိုတော့ဒီ E sound ကိုဒီ vowel sound ထဲက long vowel sound ပေါ့နော်သူဒီ I ရဲ့ dot dot ဒီလိုမျိုး dot dot ပါတဲ့အဲ့လိုမျိုးကျွန်တော်မြင်တဲ့စကားလုံးတိုင်းမှာဒါကတော့ဒီ long vowel sound ပြောလို့ရတယ်ဒီ E ကိုပြောတဲ့ချိန်ကျရင်သူကနည်းနည်းလေးကျွန်တော်တို့ရဲ့မျက်နှာကဘာဖြစ်လဲဆိုတော့ဒီ smile ပေါ့နော်ပြုံးနေတဲ့အမှုရောင်မြင်ရတယ်ဥပမာ E ပေါ့နော်ပြီးတော့ပါးစပ်ကနည်းနည်းပဲဖွင့်မယ်ပြီးရင်ဒီ E အတန်ဆိုရက်အတန်ကတော့ဒီ France ကျွန်တော်တို့ရဲ့ဒီပါးစပ်ပေါ့နော်ဒီပါးစပ်မှာဆိုဒီအရှိမလာဖြစ်တဲ့အတန်ပေါ့အဲဒါကြောင့်ဒီ E ပေါ့နော် E အတူတူလိုက်ဆိုလို့ရတယ်ဗီဒီယိုကိုခဏ pause ပြီးတော့မှကျွန်တော်လည်းတူလိုက်ဆိုရအောင်နော် E ဥပမာအနေနဲ့ပြောရင်တော့ me agree and say ဥပမာအနေနဲ့ပြောရင် she's so mean to me ဒီဗီဒီယိုကိုကြားနေတဲ့မယ်လို့တော့ကျွန်တော်ယုံကြည်တယ်နောက်ဗီဒီယိုမှာပဲနောက်အတန်နဲ့ပြန်လဲဆောင်ကြတယ်ပေါ့နော်